ဒီကနေ့တပ်မတော်နေ့စီးပြမှာစိတ်တက်ကြွပဲစစ်ချီတေးများကိုတမ်းမြိုင်ပြီးဆိုပြီးညီညာစွာချီတက်လာတဲ့စစ်တီများကိုမြင်ရတာဟာတာရိနေပြီးစောနာရှင်နောက်ကိုရှုတင်တယ်ထူလောတတ်တယ်လောနေအောင်လောထူလောတတ်တယ်လောနေအောင်လောတမောင်တမောင်ဒိုတမောင်ဒီ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 တမောင်တမောင်ဒိုမိဘပြည်သူတိုင်းသားညီကိုမောင်နှမများခင်ဗျာအခုမြင်တွေ့နေရတဲ့မြင်ကွင်းကတော့စေပြမှုကြီးဗိုလ်မှူးချုပ်မျိုးစောသိန်းဦးဆောင်တဲ့တပ်မတော်သားအပေါင်းဟာနေပြည်တော်စေပြကွင်းကြီးမှာရောက်ရှိနေရယူပြီးဖြစ်ကတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးတရေစီသူမင်းအောင်လှိုင်ရောက်ရှိလာကိုစောင့်စားနေကြတဲ့မြင်ကွင်းပဲဖြစ်ပါတယ်ခင်ဗျာဒီမြင်ကွင်းကိုမြင်တွေ့ရတဲ့အခါရှုမြင်ရသူများဖို့တပ်မတော်အင်အားရှိမှတိုင်းပြည်အင်အားရှိမယ်ဆိုတဲ့ဆောင်ပို့တိုင်းပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်ကြီးကိုပြည်တွင်းပြည်ပမှအမျိုးမျိုးသောဘေးရန်တွေများကိုကာကွယ်စောင့်ရှောက်မဲ့တိုင်းပြည်ကြီးတစ်ပြည်လုံးတည်ငြိမ်အေးချမ်းသာအောင်ဆောင်ရွက်နိုင်ရန်အတွက်ခိုင်ခန့်တောင်းတင်ပြီးအည်သွေးပြေဝတဲ့တပ်မတော်ကြီးတစ်ခုလုံးကိုမြင်တွေ့နေရတဲ့လားခံစားရပါတယ်ခင်ဗျာမိဘပြည်သူများခင်ဗျာဒီကနေ့ကျင်းပတဲ့69နှစ်မြောက်တပ်မတော်နေ့စေးပြခမ်းနားကြီးကိုတက်ရောက်လာကြတဲ့အပြည့်အသများစုံလင်စွာတက်ရောက်လာတာကိုလည်းတွေ့ရှိရပါတယ်ခင်ဗျာတက်ရောက်လာကြတဲ့ဧည့်သည်တော်များတွေကအငိမ့်စားတပ်မတော်ကြီးလေးဗိုလ်ချုပ်ကြီးများနဲ့ဗိုလ်ချုပ်များဖြစ်ကြတဲ့သူရဦးစောပြူဦးမြတ်ဟိန်းဦးမောင်မောင်ခင်ဦးစိုးသိန်းဦးအေးတောင်ဦးမျိုးညွန့်ဦးထွန်းကြည်ဦးတန်းညွန့်ဦးသိန်းဝင်းဦးတင်ငွေဦးတင်အေး
ဦးကျော်တန်းဦးညွန့်တန်းဦးကျော်ဝင်းဦးရဲမြင့်တို့ဖြစ်ပါတယ်ခင်ဗျာမိဘပြည်သူများခင်ဗျာတမိုင်းကုံရောင်ထွန်းပြောင်လေးနဲ့တဲ့ဒီနေ့တက်မတော်ဟာ2014ခုနှစ်မတ်လ29ရက်ဒီကနေ့မှာတော့69နှစ်တိုင်ပြည့်မြောက်ခဲ့ပါပြီခင်ဗျာလွတ်လပ်ရေးကြိုးပမ်းမှုနဲ့အတူပေါ်ပေါက်လာခဲ့တဲ့နိုင်ငံတော်ရဲ့အန်တီရရန်ဆွဲမှန်သမျှကိုပြည်သူလူထုနဲ့အတူလက်တွဲတိုက်ဖြတ်ချေမှုန်းခဲ့တဲ့တက်မတော်ရဲ့69နှစ်တိုင်တွေ့ကြုံဖြတ်တန်းရင်ဆိုင်ခဲ့ရတဲ့အတွေ့အကြုံများကလည်းကြီးမားလာပါတယ်ခင်ဗျာတက်မတော်ဟာပြည်တော်စုမပြိုကွဲရေးတိုင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးအချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဆိုတဲ့ဒုတာဝန်ရေးသုံးပါးကိုဥထိပ်ပန်ဆင်ပြီးဖွဲ့စည်းပုံအခြေခံဥပဒေကိုကာကွယ်စောင့်ရှောက်ခြင်းနိုင်ငံတော်အစိုးရရဲ့အုပ်ချုပ်မှုအာဏာကိုထိပါမှုအန္တရာယ်ပြည်သူလူထုရဲ့အသက်အိုးအိမ်စီစဉ်ကိုထိပါမှုအန္တရာယ်များကိုအမြဲတမ်းအကာအကွယ်ပေးမဲ့ပြည်သူတွေကပေါက်ဖွာလာတဲ့ပြည်သူတပ်မတော်ဖြစ်ပါတယ်ခင်ဗျာဒါပြင်ဒီကနေ့တပ်မတော်ကြီးဟာနိုင်ငံတော်အစိုးရရဲ့ဥဆောင်မှုအောက်မှာနီးလန်းမှန်ကန်စွာဖြင့်ဆောင်ရွက်နေမှုများလက်နက်ကိုင်ပဋိပက္ခများပပျောက်ရေးအတွက်နိုင်ငံတော်အစိုးရနဲ့တပ်မတော်ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများတိုင်းသားပြည်သူများရဲ့ကျန်းမာရေးစောင့်ရှောက်မှုနဲ့ဒုမှုရေးလုပ်ငန်းများကိုအလေးထားဆောင်ရွက်ပေးနေမှုများပြည်သူလူထုရဲ့ဒုမှုဘဝလုံခြုံရေးအတွက်ဆောင်ရွက်ပေးနေမှုများဟာမြည်သူများကမှပြောပြပေးနေကြမလို့ပဲပြည်သူအလုံးသိရှိနေတဲ့ပြည်သူတပ်မတော်ကြီးဖြစ်ပါတယ်ခင်ဗျာတပ်မတော်ဟာမြို့ချစ်တပ်မတော်စီကံကောင်းသောတပ်မတော်တစ္ဆာရှိသောတပ်မတော်စီလုံးညီညွတ်သောတပ်မတော်စွမ်းအားရှိသောတပ်မတော်ဆွန့်လွတ်ဆွမ်းစားသောတပ်မတော်ဒူးချင်းကိုကျိုးကိုပဓာနာမထားသောတပ်မတော်စိတ်ဓာတ်မြင့်မြတ်သောတပ်မတော်အခက်အခဲကိုရင်ဆိုင်ကျော်လွှားနိုင်သည့်ရဲစွမ်းတတ်တည်သောရှိတဲ့တပ်မတော်အပေမန်းဆင်းရဲခံနိုင်သည့်တပ်မတော်ဇွဲလုံးလဝရိယရှိတဲ့တပ်မတော်ဒုတာဝန်ရေးသုံးပါးကိုအမြဲဥထိပ်ပန်ဆင်သောတပ်မတော်ဟူ၍တပ်မတော်ရဲ့ကောင်းမြတ်တဲ့အစဉ်လာ12ရက်နဲ့ပြည့်စုံတဲ့တပ်မတော်ဖြစ်ပါတယ်ခင်ဗျာဒီလိုတပ်မတော်ရဲ့ထူးခြားမွန်မြတ်တဲ့အစဉ်လာကောင်းများကိုခေတ်အဆက်ဆက်တပ်မတော်ခေါင်းဆောင်များကလက်ဆင့်ကမ်းအမွေဖြစ်တိဆောက်တည်ဆောင်လာခဲ့ကြတာဟာဆိုရင်ဖြင့်ဒီကနေ့တိုင်အောင်ပဲဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့လည်းအဲ့ဒီမွန်မြတ်တဲ့အစဉ်လာကောင်းများကိုကဘာတီ၍ထိမ့်သိမ်းဆောက်ရှောက်ကာကွယ်သွားရမှာဖြစ်ပါတယ်ခင်ဗျာမိဘပြည်သူများခင်ဗျာကမ္ဘာပေါ်ရှိကိုယ်ပိုင်အချုပ်အခြာအာဏာပိုင်ဆိုင်တဲ့နိုင်ငံတိုင်းမှာတည်ရှိနေကြတဲ့တပ်မတော်တိုင်းဟာ၎င်းတို့နိုင်ငံရဲ့အမျိုးသားရေးတာဝန်ကိုထမ်းဆောင်နေကြပြီးဒီကနေ့မြန်မာတပ်မတော်ကြီးအနေနဲ့လည်းအမိမြန်မာနိုင်ငံတော်ကြီးရဲ့အမျိုးသားရေးတာဝန်တွေကိုတမိုင်းပေးတာဝန်ကျေပွန်ဖို့ထမ်းဆောင်နေကြခြင်းဟာလည်းအမြဲတမ်းမှန်ကန်နေတဲ့လှုပ်ဆောင်ချက်များဖြစ်ပါတယ်ခင်ဗျာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးတရေစီသူမင်းအောင်လှိုင်ကဒီမိုကရေစီဆိုဒီမှာရယူခြင်းသာမဟုတ်ပဲပေးဆက်ရမယ့်တာဝန်ဝတ္တရားတွေလည်းရှိနေတယ်ဆိုတာမမေ့ရန်လိုအပ်ကြောင်းအထူးသဖြင့်စည်းကမ်းတဲ့ဥပဒေများကိုလိုက်နာပြီးအနေအဆုံးစစ်ပေးဆက်ဆောင်ရွက်ရန်တာဝန်ရှိကြောင်းတပ်မတော်သည်စတင်ဖွဲ့စည်းစဉ်ကတည်းကစည်းကမ်းတဲ့စိတ်ဓာတ်ကိုအခြေခံပြီးဖွဲ့စည်းခဲ့တာကြောင့်စည်းကမ်းသည်တပ်မတော်ရဲ့အသက်ခန္ဓာပဲဖြစ်ကြောင်းတပ်မတော်သားများသည်ပြည်သူတွင်းကပေါက်ဖွာလာပြီးမိမိစံတအလျောက်တပ်မတော်တွင်းကိုဝင်ရောက်လာသူများအထူးသဖြင့်ပြည်သူတပ်မတော်သားတွေဖြစ်တဲ့အတွက်တပ်မတော်ကချမှတ်ထားတဲ့စစ်ဘက်ဥပဒေစစ်စည်းကမ်းများအပြင်နယ်ဘက်ဥပဒေနယ်ဘက်စည်းကမ်းများကိုလည်းတိတိကျကျလိုက်နာဆောင်ရွက်ပြီးတပ်မတော်ရဲ့အဓိကတာဝန်ကြီးများဖြစ်ကြတဲ့နိုင်ငံတော်ကာကွယ်ရေးတာဝန်လေ့ကျင့်ရေးတာဝန်ပြည်သူ့ကြိုးပြုလုပ်ငန်းတာဝန်တွေကိုကျေပွန်အောင်ထမ်းဆောင်သွားကြရန်လိုကြောင်းနိုင်ငံတော်ကာကွယ်ရေးတာဝန်ဆိုသည်မှာပြည်သူလူထုအကျိုးစီးပွားကိုကာကွယ်စောင့်ရှောက်ရန်အတွက်ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်20မှာပြဋ္ဌာန်းထားတဲ့အတိုင်းဒုတာဝန်ရေးသုံးပါးကိုကာကွယ်စောင့်ရှောက်ရန်နဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုကာကွယ်စောင့်ရှောက်ရန်တပ်မတော်ဟာအဓိကတာဝန်ရှိသူကိုမှာကြားလိုကြောင်းဖြင့်2013ခုနှစ်ဒီဇင်ဘာလ6ရက်ကကျင်းပပြုလုပ်တဲ့တပ်မတော်နည်းပညာတက္ကသိုလ်ဗိုလ်လောင်းတင်တန်းအမှတ်စဉ်16တင်တန်းဆင်းပွဲခန်းနာမှာမိန့်ခွန်းမွေးကြားခဲ့ပါတယ်ခင်ဗျာ
မိဘပြည်သူများခင်ဗျာကျွန်တော်စီရင်ခံနေစဉ်ချိန်တွင်းမှာပဲတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးတရေစီသူမင်းအောင်လှိုင်ရောက်ရှိလာပြီးဖြစ်ပါတယ်ခင်ဗျာတပ်ပေါင်းလောဟာ တပ်ပေါင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်အားမိဘပြည်သူများခင်ဗျာအခုမြင်တွေ့နေရတာကတော့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးတရေစီသူမင်းအောင်လှိုင်ကိုကြေးပြမှုကြီးဗိုလ်မှူးချုပ်မျိုးစောသိန်းဦးဆောင်တဲ့တပ်မတော်သားစစ်တီတော်ပေါင်းကအလေးပြုနေကြခြင်းပဲဖြစ်ပါတယ်ခင်ဗျာတပ်ပေါင်းလောဟာတပ်ပေါင်းကိုယ်တော်တော်ရစစ်စေခံတိုင်းတပ်ပေါင်းတေနာအော်ဟာ မိဘပြည်သူများခင်ဗျာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာစစ်ကြောင်းကြီးများမှဆေးပြတပ်ခွဲများကိုစစ်ဆေးနေခြင်းပဲဖြစ်ပါတယ်ခင်ဗျာ
မိဘပြည်သူများခင်ဗျာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာအနော်ရထားစစ်ကြောင်း၊ကျန်းစစ်သားစစ်ကြောင်း၊ဗီယက်နမ်စစ်ကြောင်း၊အောင်စရစစ်ကြောင်းနဲ့စင်တူချီစစ်ကြောင်းကြီးများကိုစစ်ဆေးပြီးနောက်မှာအောင်ဆန်းစစ်ကြောင်းကြီးတန်ချက်ကရန်ပြတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံးကိုစားပြုတပ်ခွဲများအမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူးရုံးကိုစားပြုတပ်ခွဲများလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့အရာရှိချုပ်ရုံးကိုစားပြုတပ်ခွဲများကိုစစ်ဆေးနေခြင်းဖြစ်ပါတယ်ခင်ဗျာ
တပ်ပေါင်းကြောက်တောင်းလည်းပြီးတော့တမတော်သားများအားနိုင်ကျူတပ်ပေါင်းလောဟာတပ်ပေါင်းတယ်လားအော်ဟာဒီဆောင်နေကြဟောColina, Tamarone, Mancuna, die! The ball! Oh! The ball!ရဲဘော်တို့ဒီနေ့ဟာတို့မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးကြိုးပမ်းမှုတမိုင်းမှာပြည်သူနဲ့တပ်မတော်စီးလုံးညီညွတ်စွာလက်တွဲပြီးနေချက်ဖက်စစ်ကိုတော်လှန်တိုက်ထုတ်ခဲ့တဲ့69နှစ်မြောက်တပ်မတော်နေ့ဖြစ်တယ်တို့နိုင်ငံရဲ့တမိုင်းကြောင်းတစ်လျှောက်မှာခေတ်စနစ်အမျိုးမျိုးဘယ်လိုပဲပြောင်းအစဉ်ထာဝရမမိတ်အပ်တဲ့ထူးခြားလေးနက်တဲ့တပ်မတော်နေ့မှာရဲဘော်တို့ကိုမှာကြားစရာရှိတာတွေတိတိတိတဲ့တာတွေကိုအလေးနဲ့မှာကြားသွားမှာဖြစ်တယ်ရဲဘော်တို့1826ခုနှစ်ရခိုင်နဲ့တနင်္သာရီဒေသတွေနေချက်လက်အောက်သူ့ကျွန်ဘဝစတင်ရောက်ရှိခဲ့ရပြီး1886ခုနှစ်မှာတနိုင်ငံလုံးကိုလိုနီဖြစ်ခဲ့ရတဲ့တို့နိုင်ငံကိုလွတ်လပ်တဲ့အချုပ်အခြာအာဏာပိုင်နိုင်ငံပြန်ဖြစ်ဖို့နှစ်ပေါင်းများစွာပြန်လည်ကြိုးပမ်းခဲ့ရတယ်။တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်တဲ့မြန်မာမျိုးချစ်ခေါင်းဆောင်တွေဟာနယ်ချက်ကိုတိုက်ထုတ်ဖို့အမျိုးသားတပ်မတော်တရားထူထောင်ရေးအတွက်နီလာမျိုးစုံနဲ့ခက်ခဲစူးစမ်းခဲ့ရတယ်။
တမတော်ကိုစတင်သတိတီပေးခဲ့တဲ့ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ရဲဘော်၃ချိတ်ဟာတမတော်ဖွဲ့ပြီးဂျပန်တွေနဲ့အတူနယ်ချက်ကိုတိုက်ထုတ်နိုင်ခဲ့ပေမဲ့ဖက်စစ်လက်အောင်မှာညှဉ်းပန်းနှိပ်စက်ခံရတဲ့ပြည်သူလူထုကိုကယ်တင်နိုင်ဖို့တမတော်က1945ခုနှစ်မတ်လ29ရက်နေ့မှာတမိုင်းဝင်ဖက်စစ်ဒေါ်လာရေးကြီးကိုတိုင်းရင်းသားပြည်သူလူထုနဲ့တူလက်တွဲဆင်နွှဲခဲ့တာဖြစ်တယ်။အဲ့ဒီအချိန်ကဒုတပ်မတော်ထဲမှာတိုင်းပြည်ချစ်စိတ်ရှိတဲ့တိုင်းရင်းသားလူငယ်ပေါင်းစုံပါဝင်တိုက်ခတ်ခဲ့ကြတယ်။ဒါကြောင့်ဒုတပ်မတော်ဟာမြို့ကြီးစိတ်ပေါ်အခြေခံပြီးလွတ်လပ်ရေးကြိုးပမ်းမှုတမိုင်းနဲ့တူပြည်သူကြားကပေါက်ဖွာလာတဲ့ပြည်တော်စုတပ်မတော်ဖြစ်တယ်ဆိုတာအခိုင်အမာပြောကြလို့လေရဲဘော်တို့နေချက်တွေမြန်မာနိုင်ငံကိုကျူးပြအုပ်ချုပ်ခဲ့ချိန်မှာသူတို့ခေါ်လာခဲ့တဲ့လူမျိုးခြားများရဲ့ပြဿနာနဲ့တွင်းတော်ပြဿနာတွေကိုယနေ့တိုင်ငါတို့ရင်ဆိုင်ဖြေရှင်းနေရဆဲဖြစ်တယ်ဒါအပြင်တောင်တန်းဒေသနဲ့ပြည်ပခွဲခြားအုပ်ချုပ်ခဲ့တဲ့အတွက်တိုင်းရင်းသားအချင်းချင်းချီးကျူးမှုတွေစီးလုံးမှုတွေသဘောထားအမြင်တွေကွဲပြားခဲ့ပြီးဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့လွတ်လပ်ရေးကြိုးပမ်းမှုမှာအဟန့်အတားတွေဖြစ်ခဲ့ရသလိုရင်းတစ်ထက်တိုင်လဲတိုင်းရင်းသားများကြားမှာချီးကျူးစီးလုံးမှုခိုင်မာရေးကိုအလေးထားဆောင်ရွက်နေရဆဲပဲဖြစ်တယ်။နေချက်ရဲ့ဒုက္ခခဲ့မှုအယူဘာဒသဘောတရားရေးရာကောပြမှုတွေကြောင့်လွတ်လပ်ရေးရာပြီးစမှာစတင်ပေါ်ပေါက်ခဲ့တဲ့လက်နက်ကိုင်ပဋိပက္ခတွေကိုတပ်မတော်ကအသက်ခံတာအမြောက်အများပေးဆက်ပြီးကယ်တင်ခဲ့ရသလိုပြည်ပတရုတ်ဖြူတပ်တွေရဲ့ကျူးကျော်မှုကိုလည်းဒုတပ်မတော်ကပဲပြည်သူလူထုပူးပေါင်းပါဝင်မှုနဲ့စစ်စင်ရေးကြီးတွေဆင်နွှဲပြီးတိုက်ထုတ်ခဲ့ရတယ်ဒီကျူးကျော်မှုရဲ့ဒဏ်ကြောင့်ဒုနိုင်ငံအရှေ့ပိုင်းမှာယနေ့အချိန်ထိဗိုလ်ဆိုင်ပြုတ်ထုတ်လို့မှုနဲ့နောက်ဆက်တွဲမူရည်ဆေးဝါးပြဿနာဟာအမွေဆိုးအဖြစ်ကြံရှိနေသေးတာကိုတွေးကြရမှာဖြစ်တယ်တရုတ်ဖြူကျူးကျော်မှုကိုတိုက်ဖျက်ပြီးတဲ့နောက်မှာလဲပြည်တွင်းတောင်းကျမှုချုပ်ငြိမ်းရေးအတွက်နေရာဒေသတစ်ခုပြီးတစ်ခုမြန်မာတပ်မတော်ကဆောင်ရွက်ခဲ့တဲ့စစ်စင်ရေးကြီးတွေမုံကွန်းတင်တိုက်ပွဲကြီးတွေဟာတမိုင်းချောင်းမှာမှတ်တိုင်တွေမှတ်ကြောက်တွေအဖြစ်အထင်ရှားတွေ့ရှိရမှာဖြစ်တယ်ရဲဘော်တို့နိုင်ငံတော်ရဲ့လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ခဲ့သလိုလွတ်လပ်ရေးနဲ့အချုပ်အခြာအာဏာပြန်လည်မဆုံးရှုံးခံရအောင်အရေးကြီးတဲ့အလှည့်ပြောင်းတိုင်းမှာတပ်မတော်ဟာနိုင်ငံတော်အတွက်မရက်ပြီးပါဝင်ဆောင်ရွက်ပေးခဲ့ရတယ်1949ခုနှစ်1958ခုနှစ်1962ခုနှစ်1988ခုနှစ်တွေမှာဖြစ်ပေါ်ခဲ့တဲ့အန္တရာယ်ကြီးမားလာတဲ့အရေးကိစ္စတွေမှာတပ်မတော်ဟာနိုင်ငံတော်ကိုမဖြစ်မနေကာကွယ်စောင့်ရှောက်ပေးခဲ့တယ်ဒီကနေ့ဒီမိုကရေစီနိုင်ငံတော်စစ်တည်စီကိုရှောင်လန့်ချီတဲ့နိုင်ရေးအတွက်လည်းအခြေခံအဆောက်အအုံတွေကိုတေချာတိဆောက်ပြီးတည်ငြိမ်တဲ့အသွင်ကူးပြောင်းမှုဖြစ်အောင်စနစ်တကျစီမံဆောင်ရွက်ပေးခဲ့လို့မြန်မာနိုင်ငံရဲ့ပြောင်းလဲမှုပုံစံဟာထူးခြားတဲ့ model ပုံစံတစ်ခုအဖြစ်နိုင်ငံတကာကအသိအမှတ်ပြုခံရတဲ့အထိရောက်ရှိခဲ့တာပဲဖြစ်တယ်ဒုတပ်မတော်အနေနဲ့စည်းကမ်းတရားရှိတဲ့ဒီမိုကရေစီစနစ်ဖော်ဆောင်ရေးအတွက်ခိုင်ခိုင်မာမာဆက်လက်ဆောင်ရွက်သွားမယ်အေဂျင့်တာယာပြီးခင်မီဖူတိုတက်တဲ့နိုင်ငံတော်အဖြစ်ဖော်ဆောင်ရမှာပြည်ထောင်စုမပြိုကွဲရေးဒိုင်းသားစီးလုံးညီညွတ်မှုမပြိုကွဲရေးအချုပ်အခြာအာဏာတည်တံ့ခံမြဲရေးဆိုတဲ့ဒုတာဝန်အရေးသုံးပါးဟာလည်းခိုင်ခိုင်မာမာတည်ရှိနေဖို့လိုအပ်တယ်ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်းနိုင်ငံသားတွေသည်ဒုတာဝန်ရေးသုံးပါးကိုစောင့်ထိန်ရန်တာဝန်ရှိသည်လို့သတ်မှတ်ပြဋ္ဌာန်းထားတယ်တိုင်းရင်းသားတွေစုပေါင်းနေထိုင်တဲ့နိုင်ငံတော်မှာတိုင်းရင်းသားစည်းလုံးညီညွတ်မှုပြိုကွဲရန်ပြည်ထောင်စုကြီးပြိုကွဲသွားမယ်တိုင်းပြည်အစိတ်စိတ်မှောင်မှဖြစ်ပြီးသူတို့ဘာတိုင်းပြည်ရဲ့
ဩဇာခံဘဝပြန်ရောက်သွားမှာပဲဖြစ်တယ်ကဘာတီတွေတို့မြန်မာနိုင်ငံရှင်သန်ရပ်တည်နိုင်ရေးအတွက်တို့တော်ဝေရေသုံးမကိုတိုင်းဒေသပြည်သူအလုံးကအလေးထားရမှာဖြစ်တယ်လို့နိုင်ငံတော်ကိုကာကွယ်နေတဲ့တို့တပ်မတော်ကလည်းနိုင်ငံတော်ရဲ့အမျိုးသားရေးမူဝါဒအဖြစ်ဥထိပ်ပန်ဆင်ပြီးနိုင်ငံတော်ပိုင်တဲ့နေမြေတက်လက်မဖင်မဆုံးရှုံးရအောင်ခံခိုင်မာထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားရမယ်တို့တောင်ဝင်ရေသုံးပါတီးတန့်ခိုင်မြဲရေးအတွက်အသက်ခန္ဓာသွေးချွေးများကိုခံကြည်မြင့်မြတ်တဲ့စိတ်နဲ့ရဲရဲဝံ့ဝံ့စွန့်စွန့်စားစားပေးလူထမ်းဆောင်ကြတဲ့တပ်မတော်သားအပေါင်းကိုလည်းချီးကျူးဂုဏ်ပြုပါကြောင်းဒီနေရာကပြောကြားလိုတယ်ရဲဘော်တို့ဒိုနိုင်ငံတော်ရေရှည်တည်တံ့ခိုင်မြဲပြီးဖွံ့ဖြိုးတိုးတက်ဖို့အတွက်အမျိုးသားအကျိုးစီးပွားတွေကိုအလေးထားဖော်ဆောင်နေကြရမှာဖြစ်တယ်လို့ကာကွယ်ဆောင်ရှောက်ကြရမှာလည်းဖြစ်တယ်နိုင်ငံတော်ရဲ့အရေးကိစ္စများနဲ့အမျိုးသားအကျိုးစီးပွားတွေကိုကာကွယ်ဆောင်ရှောက်ရေးဟာအမျိုးသားလုံခြုံရေးကိစ္စပဲဖြစ်တယ်နိုင်ငံတော်ရဲ့အမျိုးသားလုံခြုံရေးဟာများစွာကျယ်ပြန့်ပြီးနိုင်ငံရေးစစ်ရေးစီးပွားရေးလူမှုရေးသိပ္ပံနဲ့နည်းပညာတဘာဝပတ်ဝန်းကျင်ရေးရာနိုင်ငံတကာဆက်ဆံရေးနဲ့တန်တမာရေးရာစတဲ့ဂန္ဓစုံလုံခြုံမှုရှိအောင်ဆောင်ရွက်ရမှာဖြစ်တယ်အမျိုးသားလုံခြုံရေးနဲ့ဆိုင်တဲ့ကဏ္ဍများဟာလူသားတို့နေ့စဉ်ဘဝရှင်သန်မှုဆိုင်ရာလူသားလုံခြုံရေး Human Security မှာပါရှိတဲ့လူတဦးချင်းစီလုံခြုံမှုလူမှုအဖွဲ့အစည်းလုံခြုံမှုနိုင်ငံရေးလုံခြုံမှုစီးပွားရေးလုံခြုံမှုတဘာဝပတ်ဝန်းကျင်လုံခြုံမှုစားနပ်ရိက္ခာလုံခြုံမှုကျန်းမာရေးဆိုင်ရာလုံခြုံမှုစတာတွေလည်းဆက်နွယ်နေတာဖြစ်လို့လူသားလုံခြုံရေးကိုလည်းအလေးထားဆောင်ရွက်သွားကြရမှာဖြစ်တယ်နိုင်ငံတော်ကာကွယ်ရေးမှာတပ်မတော်ကိုမာထင်ပြုပြီးပြည်သူအားလုံးပူးပေါင်းဆောင်ရွက်ရမှာဖြစ်တယ်လို့လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးအတွက်မြန်မာနိုင်ငံရဲတပ်ဖွဲ့ကဆောင်ရွက်မှုတွေကိုဒို့တပ်မတော်ကလည်းလိုအပ်တဲ့နေရာမှာဥပဒေနဲ့အညီကူညီဆောင်ရွက်ပေးသွားကြရမှာဖြစ်တယ်တရားဥပဒေနဲ့အညီနေထိုင်နိုင်ရေးလူမှုစီးပွားဘဝလုံခြုံရေးတဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းတွေမှာဒို့တပ်မတော်နဲ့အတူမြန်မာနိုင်ငံရဲတပ်ဖွဲ့မိသက်တပ်ဖွဲ့နဲ့ကြက်ချီနီတပ်ဖွဲ့များကနိုင်ငံတော်အစိုးရနဲ့လက်တွဲဆောင်ရွက်ခြင်းဖြင့်အမျိုးသားလုံခြုံရေးနဲ့လူသားလုံခြုံရေးကဏ္ဍတွေပိုပြီးထိရောက်စွာဆောင်ရွက်နိုင်မှာဖြစ်တယ်။တိုင်းတပ်ဖွဲ့များမှာတဘာတိုင်းစိုက်ပျိုးမွေးမြူရေးနဲ့တပ်ပိုင်စိုက်ပျိုးရေးမွေးမြူလုပ်ငန်းတွေကိုစနစ်တကျအောင်မြင်အောင်လှုပ်ဆောင်ခြင်းဟာနိုင်ငံတော်ရဲ့စားနပ်ရိက္ခာလုံခြုံမှုကိုအထောက်အကူပြုစေမှာဖြစ်တယ်လို့နိုင်ငံသားများရဲ့ကုန်ထုတ်လုပ်မှုတိုးတက်အောင်အားပေးကူညီဆောင်ရွက်ပေးခြင်းဟာစီးပွားရေးလုံခြုံမှုကိုအထောက်အကူဖြစ်စေလိမ့်မယ်။ဒို့နိုင်ငံသားတွေရဲ့ကျန်းမာရေးစောင့်ရှောက်မှုနဲ့ကူးစက်ရောဂါများကာကွယ်တားဆီးရေးတန်ရှင်းတဲ့တောက်သုံးရေးရရှိရေးနေ့စဉ်ဘဝလိုအပ်တဲ့အစားအစာထုတ်လုပ်ရေးတန်ရှင်းတဲ့အစားအစာဖြစ်ရေးနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍတွေမှာဒို့တပ်မတော်ကနိုင်ငံတော်အစိုးရကျွမ်းကျင်တဲ့အဖွဲ့အစည်းတွေနဲ့အတူပူးပေါင်းဆောင်ရွက်သွားကြရမှာဖြစ်တယ်။ရဲဘော်တို့21ရာစုနိုင်ငံတကာရေးရာပြောင်းလဲမှုများနဲ့အညီနိုင်ငံတွေရဲ့ကာကွယ်ရေးကဏ္ဍတွေမှာလည်းများစွာတိုးတက်ပြောင်းလဲလျက်ရှိတယ်။နိုင်ငံတော်ကာကွယ်ရေးကဏ္ဍမှာနိုင်ငံတကာနဲ့ထိတွေ့ဆက်ဆံမှုနည်းလမ်းကိုလည်းကြည်သုံးဆောင်ရွက်ကြရတယ်။ဒီကနေ့ဒို့တပ်မတော်ဟာနိုင်ငံတကာဆက်သွယ်ဆက်ဆံရေးမှာများစွာတိုးတက်လှုပ်ဆောင်နိုင်ခဲ့တယ်။အာဆီယံတပ်မတော်များနဲ့ပူးပေါင်းဆောင်ရွက်ရမယ့်ကဏ္ဍတွေမှာအရေးချင်းရှိပူးပေါင်းဆောင်ရွက်လျက်ရှိသလိုဒို့တပ်မတော်တာဝန်ယူဆောင်ရွက်ရမယ့်လုပ်ငန်းတွေကိုလည်းထူးခြားအောင်မြင်အောင်ဆောင်ရွက်လျက်ရှိတယ်။2013ခုနှစ်နဲ့2014ခုနှစ်တွင်ဒို့တပ်မတော်ကတာဝန်ယူဆောင်ရွက်ခဲ့တဲ့အာဆီယံတပ်မတော်များဆိုင်ရာအခမ်းအနားတွေကိုအဆင့်တန်းရှိခမ်းနားစွာကျင်းပပေးခဲ့ပြီး
အာဆီယံနဲ့နိုင်ငံတကာအလယ်မှာဒုတပ်မတော်ရဲ့ဆောင်ရွက်နိုင်မှုတွေကိုထင်ရှားစွာပြသခဲ့ပြီးဖြစ်တယ်ရဲဘော်တို့နိုင်ငံတော်တည်ငြိမ်ရေးဖွံ့ဖြိုးတိုးတက်ရေးနဲ့စွမ်းရည်ရှိတဲ့တပ်မတော်ဖြစ်အခုလိုဆောင်ရွက်နိုင်ခြင်းဟာရှေ့တပ်မတော်ခေါင်းဆောင်အသီးသီးတို့ရဲ့မှန်ကန်တဲ့ဥဆောင်မှုကြောင့်ဖြစ်တယ်တို့တွေဟာတပ်မတော်အစဉ်လာကောင်းတွေကိုဆက်ခံဆောင်ရွက်ခြင်းဖြစ်တယ်တမိုင်းစင်လာကောင်းတွေနဲ့စွမ်းရည်တွေနဲ့ပြည့်စုံတဲ့တို့ရဲ့တပ်မတော်ဟာတိုင်းရင်းသားပြည်သူများရဲ့တာသမီများနဲ့ဖွဲ့စည်းထားတဲ့ပြည်ထောင်စုတပ်မတော်ဖြစ်တယ်တို့တပ်မတော်စတင်ဖွဲ့စည်းခြင်းကနေယနေ့အချိန်ထိတိုင်းရင်းသားလူမျိုးပေါင်းစုံမိမိတို့ရဲ့အသိစိတ်ဓာတ်နဲ့ပါဝင်ထမ်းဆောင်နေကြတဲ့တပ်မတော်ဖြစ်တယ်တိုင်းရင်းသားတွေတဲကတပ်မတော်မှာဦးစီးချုပ်တာဝန်ထမ်းဆောင်ခဲ့တဲ့သူတွေရှိသလိုတိုင်းမှုနဲ့အထက်တာဝန်ထမ်းဆောင်နေတဲ့သူတွေထဲမှာလည်းတိုင်းရင်းသားတွေပါရှိနေတာကိုတွေ့ကြရမှာဖြစ်တယ်တိုင်းရင်းသားလူမျိုးစုံအဆင့်တိုင်းမှာတာဝန်ထမ်းဆောင်နေကြသလိုဘယ်တိုင်းရင်းသားဖြစ်မှဘယ်ဒေသသားဖြစ်မှယာရုပေးမယ်ဆိုတာမျိုးခွဲခြားထားတာမရှိပဲတပ်မတော်နဲ့နိုင်ငံတော်ပေါ်မှာတစ္ဆာဆောင်တည်မှုစစ်ရေးနိုင်ငံရေးအသည့်အမြင်ပြည့်ဝမှုထက်မြက်တဲ့ခေါင်းဆောင်မှုအရေးချင်းတွေနဲ့ပြည့်စုံမှုရှိရင်တပ်မတော်မှာအဆင့်မြင့်ယာရုတွေအထိတာဝန်ထမ်းဆောင်ခွင့်ရကြမှာပဲဖြစ်တယ်ကမ္ဘာပေါ်မှာဘယ်နိုင်ငံဘယ်တပ်မတော်မှာမှမျိုးနွယ်စုလူဦးရေအချို့အရစစ်မှုထမ်းဆောင်စေရမယ်ယာရုနေရာပေးမယ်ဆိုတာမရှိဘူးဒီကနေ့ခေတ်လိုဤပညာမြင့်မားတဲ့ခေတ်ကြီးမှာပညာရေးမြင့်မားတဲ့စွမ်းဆောင်နိုင်ရေးမြင့်မားတဲ့အရာရှိစစ်သည်တွေပိုပြီးလိုအပ်တာကြောင့်နိုင်ငံတော်ပေါ်သစ္စာရှိတဲ့ကိုယ်ပိုင်အရေးချင်းမြင့်မားတဲ့လူတွေဟာခေတ်သစ်တပ်မတော်မှာပိုပြီးပါဝင်ပြီးရရှိလာမှာပဲဖြစ်တယ်ရဲဘော်တို့တပ်မတော်ကိုနိုင်ငံတကာခေတ်မီတပ်မတော်များနဲ့ရင်မောင်တန်းနိုင်အောင်တပ်မတော်လူစွာအရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးကိုစီမံချက်ချမှတ်လှုပ်ဆောင်လျက်ရှိတယ်စစ်သည်တွေကိုလျုံရည်ရောနှလုံးရည်ပါပြည့်ဝနေအောင်လေ့ကျင့်ပေးလျက်ရှိရမှာစစ်သည်တွေရဲ့ပညာရေးမြင့်မားရေးကိုအလေးထားဆောင်ရွက်ပေးလျက်ရှိတယ်မဟာဘွဲရတွေနဲ့မဟာအဆင့်မီပညာရေးချင်းရှိတဲ့အမျိုးသမီးဗိုလ်လောင်းတင်တဲ့အမှတ်စဉ်1ကိုမကြာသေးခင်ကဖွင့်လှစ်လေ့ကျင့်ပေးခဲ့ရှိတယ်ဒါပြင်ပြည်တွင်းနဲ့ပြည်ပတွေမှာမဟာနဲ့ပါရဂူအဆင့်ရှိတဲ့အတတ်ပညာတွေကိုဆက်လက်လေ့ကျင့်သင်ကြားစေလျက်ရှိတယ်တပ်မတော်ရဲ့ဆောင်ရည်မြင့်တင်ရေးမှာတပ်မတော်သားတွေရဲ့ပညာရေးမြင့်မားရေးတာမကကျမ်းမာကြံ့ခိုင်မှုတွေနဲ့ပြည့်စုံနေအောင်လဲလွတ်ဆောင်ကြရမှာဖြစ်တယ်ကျမ်းမာမှကြံ့ခိုင်မယ်ကြံ့ခိုင်မှအလုတ်လုပ်နိုင်မယ်အလုတ်လုပ်နိုင်မှနိုင်ငံရဲ့ကာကွယ်ရေးတာဝန်ကိုထမ်းဆောင်နိုင်မယ်ဆိုတဲ့ခံယူချက်ကိုတပ်မတော်သားအားလုံးခံယူလိုက်နာပြီးစစ်တီတူးချင်းစီကကိုစီအသိစိတ်နဲ့တပ်မှုလုပ်တဲ့လူတွေကခေါင်းဆောင်မှုအသိနဲ့မိမိတက်ကျမ်းမာကြံ့ခိုင်မှုပြည့်ဝနေအောင်အလေးထားလှုပ်ဆောင်နေကြဖို့မှားကြားလိုတယ်ဒုတပ်မတော်ရဲ့တပ်အသီးသီးစုဖွဲ့ထားရှိမှုဟာမြန်မာနိုင်ငံရဲ့ပထဝီအနေအထားအရအခြေအနေရရတို့ပေါ်မှာမူတည်ပြီးအကောင်းဆုံးစုဖွဲ့ထားတာဖြစ်တယ်။ဒါရင်တပ်ဖွဲ့များမှာတာဝန်ထမ်းဆောင်နေကြတဲ့စစ်သည်တွေဟာနိုင်ငံရဲ့